တော့ privacy နေရာဝင်မယ်ပြီးရင် setting နဲ့ကိုထပ်ဝင်လိုက်မယ်အောက်ကိုနည်းနည်းဆွဲချလိုက်ပဲpage set as ဆိုတာလေးရှိပါတယ်ဝင်လိုက်ပါပြီးရင်အပေါ်ဆုံးမှာ name ဆိုတဲ့ဟာကိုနှိပ်ပေးရပါမယ်ဒါလေးကိုဖျက်လိုက်ပါပြီးရင်တော့ဒီနေရာမှာကိုပြောင်းကျင်တဲ့ name ကိုရေးပေးရပါမယ်ဆောင်းအပြလေး submit for approval ပေးပေးရပါမယ်ဒီမှာ code တော့ပါလိမ့်မယ်ပြီးရင်တော့အဆောင်း review change ဆိုတာလေးကိုနှိပ်ပေးရပါမယ်ကျွန်တော်တို့ Gmail နဲ့ချိန်ထားတာဖြစ်တဲ့အတွက် Gmail ကိုတွားကြည့်လိုက်ပါမယ်ဒီမှာကုတ်ကြနေပါပြီဒီကုတ်ကလေးကိုမှတ်ပြီးတော့ခုနနေရာပြန်ထည့်လိုက်မယ်ထည့်ပြီးဆိုရင်တော့ကိုနေမျိုးကိုနှိပ်လိုက်ရင်ရပါပြီကဲဒါဆိုရင်တော့ပင်နေပြောင်းလို့ရသွားပါပြီ